Iceberg ဟာပင်လယ်သားကြီးကိုပြင်ပြီးတော့ပြန်လာတဲ့အချိန်မှာပဲအမိုက်ပုံကျုံးလေးမှာရှော့ခက်တွေရဲ့တင်မောမဲဘီကိုတွေ့လိုက်ရပါတယ်။ Iceberg ကတင်မောကိုစမ်းကြည့်တဲ့အခါမှာပဲတင်မောလေးစီကနေပြီးတော့နောက်တစ်ခါလောက်ဖြစ်တငယ်ချင်းတွေအတွက်ရှော့တင်ချင်မှတည်းရဆိုတဲ့စကားတန်လေးကိုကြားခဲ့ရပါတယ်။ဒါကြောင့် Iceberg ဟာမျောလင်းချက်မရှိတော့တဲ့တင်မောလေးမဲဘီကိုပြန်ပြေးပေးနေမိခဲ့ပါတယ်။မချခင်မှာပဲလှိုင်းတွေကလည်းလာတော့မှမလို့လက်မှုပညာတွေကလည်းလှမ်းခုံလို့ပြန်လာတဲ့အခါမဲဘီစီကနေကျေးဇူးတင်ပါတယ်လို့ပြောတဲ့စကားတန်လေးကိုပါထပ်ချလိုက်ရတော့ Iceberg တယောက်လည်းအရန်ကိုတန်သွားခဲ့ပါတယ်။ Iceberg ဟာအတော်လေးရုံရင်းပြက်စီးနေပြီးတော့လုံးဝကိုရွှဲမွနိုင်တော့ရဲ့မဲဘီလေးဟာလူမပါဘဲနဲ့တယောက်တည်းပင်လယ်ပြင်ထဲကိုရွှဲနေသွားခဲ့အံ့ဖွယ်ဖြစ်ရကိုမြင်ခဲ့ရပါတယ်။သူတင်မောအင်ဂျင်နီယာလုံနေတဲ့တသက်အတွင်းမှာဒီလိုမျိုးအရန်ကိုထူးဆန်းတဲ့ပင်လယ်ဓမြတင်မောကိုမမြင်ဘူးခဲ့ဘူး။တကယ်ကိုလေးစားစရာကောင်းတယ်လို့ပြောပြလိုက်ပါတယ်။ဒါပေကိုကြားလိုက်ရတဲ့လူတွေလည်းသူတို့ကိုမဲဘီကလာချိုပေးတဲ့အခိုက်အတန့်လေးကိုပြန်တွေးမိပြီးတော့ Iceberg ပြောတဲ့စကားတွေကိုလက်ခံလိုက်ပါတယ်။လူဘီဟာလည်းအားလုံးကိုအစင်းနဲ့ဖြစ်ပြီးလားလို့မေးလိုက်ပါတယ်။ပင်နယ်ရှီရောက်ထဲမှာကမှောင်မဲပြီးတော့အရန်ကိုအထီးကျန်မှုကောင်းတာမလို့တငယ်ချင်းတွေအားလုံးကလိုက်ဖို့ပေးမယ်လို့ပြောလိုက်ပြီးလူဘီဟာမဲဘီကိုမီးရှို့လိုက်ပါတော့ဒီချိန်မှာလာဦးစောတယောက်ရှိနေလို့ရှိရင်ဒီလိုကိစ္စမျိုးတောင်းခံနိုင်မှာမဟုတ်ဘူးလို့လူဘီကပြောနေပြီးတော့ဇိုလည်းဦးစောကိုအစင်ပြေလားလို့မေးနေခဲ့ပါတယ်။ဆိုကန်းကင်းကတော့အားလုံးဟာဒီနေ့နှုတ်ဆက်ရမှာပဲမလို့မျက်ရည်စက်တစ်စက်တောင်မှမကြပဲနဲ့ရှောင်ချပြီးနှုတ်ဆက်မယ်ဆိုတဲ့စိတ်ကိုလည်းပြင်ဆင်ထားပြီးပြီလို့ဆိုပါတယ်။အခုလိုအချိန်ကြာအထိအားလုံးကိုအတူတူရွှဲလွှဲခွင့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်မဲဘီကြီးလို့လူဘီကပြောနေခဲ့ပါတယ်။ဒီလိုနဲ့ကိုယ့်ရဲ့မိခင်ကြားလာပြီးနာမီနဲ့မဲဘီကိုစားပိုက်ဆိုင်ခဲ့ရတဲ့အချိန်လေးတွေအတူတူမဲဘီပေါ်မှာစော်ကစားခဲ့ရလေးတွေကိုပြန်တွေးမိပြီးတော့ဝမ်းနေမိကမျက်ရည်စီးကြလာခဲ့ပါတယ်။မဲဘီနဲ့အတူတူဂရန်လိုင်းကိုဝင်ချင်းချိန်တုန်းကလည်းအားလုံးရဲ့အိမ်မက်တွေကိုကိုစီပြောခဲ့တဲ့အခိုက်အတန့်လေးတွေကိုလည်းဆိုတယောက်ပြန်တွေးတော့နေမိခဲ့ပါတယ်။မိရီလောင်ကျွမ်းနေတဲ့မဲဘီကိုကြည့်ရင်းနဲ့ရှော့ခတ်တွေလည်းမဲဘီနဲ့အတူဖြတ်တန်းခဲ့ရတဲ့အမတ်တရတစ်ခုချင်းစီတိုင်းကိုပြန်တွေးတော့နေမိခဲ့ကြပါတယ်။မိလောင်နေတဲ့မဲဘီလေးဟာလည်းမျက်ရည်စီးကြနေခဲ့ပြီးတော့အခုထက်ပိုပြီးအားလုံးကိုအဝေးအထိလိုက်ဖို့ပေးချင်ခဲ့ပေမဲ့သူဒီလောက်ပဲတက်နိုင်ခဲ့လို့တောင်းမှန်ပါလေလို့ပြောနေတဲ့အတန်လေးကိုအားလုံးလည်းကြားလိုက်ရပါတယ်။ရှော့ခတ်တွေနဲ့မျက်ရည်စားရည်နဲ့အပြည့်ဖြစ်နေခဲ့ပါပြီ။ထပ်ပြီးတော့အားလုံးနဲ့တူစွန်စားကန်းတွေထွက်ချင်သေးပေမဲ့တောင်းမှန်ပါလေလို့ပြောနေတဲ့အတန်ကိုဂါလီလာကမ်ပဏီကသူတွေကအစအကုန်လုံးကြားနေကြရပါတယ်။လူပီလည်းသူဟာမဲဘီကိုရေခဲတောင်းနေတယ်တိုက်မိအောင်လုပ်မိခဲ့တယ်။ရွက်တိုင်တွေကိုလည်းချိုးမိခဲ့မှုရဲ့ဇိုးနဲ့စန်ကြီးတို့ကလည်းအယူကောင်တွေမို့လို့အမျိုးမျိုးဖြတ်စည်းခဲ့မိရဲ့။ဖြတ်စည်းသွားလိုက်မှလည်းဦးစောကတေချာလေးပြန်ပြုတ်ပြင်ပေးပေမဲ့ပြန်ပြင်းတဲ့နေရာမှာသူကမတော်ဘူး။ဒါကြောင့်တကယ်တောင်းမရမဲ့သူကသူတို့ပါလို့လူပီကမျက်ရည်ရည်နဲ့အော်ပြောနေခဲ့ပါတယ်။မဲဘီလေးဟာဘာပဲဖြစ်ဖြစ်သူတကယ်ပျော်ခဲ့ရပြီးတော့အခုထိတန်ဖိုးထားပြီးခဲ့လို့ကျေးဇူးတင်ပါတယ်လို့ထပ်ပြောလိုက်ပါတယ်။ရှော့ခတ်တွေအားလုံးလည်းမျက်ရည်တွေပူစီနဲ့အတော်လေးကိုနာကျင်ခံစားနေကြရပါတယ်။